ကြိုက်တဲ့ spicy လေးကိုကြောက်လေးကိုထည့်မယ်ကြောက်လေးကိုထည့်ရောက်ပါကြောက်လေးကိုထည့်ကြောက်လေးကိုထည့်မယ်ဒါလေးကတော့အသီးရွက်လေးလည်းပါအောင်ဘူးညော်လေးဘူးရွက်လေးကြော်ပြထားတာကောင်းမကောင်းနောက်ဂျင်းရကြော်စမ်းရဆက်ကြပါအောင်စပိုက်စီရောစပိုက်စီအစုပ်စပိုက်စီကိုမြန်မာမျိုးပြုတ်ထားတာပါစပိုက်စီကိုမြန်မာဘူးရွက်ကြော်ရမြန်မာချင်းရတစ်ဖက်ချင်းရကြော်စမ်းရနေပါပြောမယ်ဆိုရင်တော့မြန်မာစပိုက်စီပါတယ်